마시는 이거 뭐 말이래 알로 두두가 지마로 누구부터고 신치 아우미야 나 디마시는 이거 뭐 말이야 지마로 주거나 대야나래 수라 누구부터 수라래 단내내 주래 아또하나 패시라 피대 대야나래 주요 대야 허래 주리 줘요 알로래 수이 앞이시야 야 피대 다정로 디네 지마 윙가메 가운싱가로 파야드킴 나냥 너무래 수당 파트나 수레하고 윙아지 말에 수당 파트나고 피아키가 나량네 뼈지나 말에 피아키가 내비어 맞동ပြန်လို့ မရနိုင်တော့တဲ့수당당ကိုပြောတာဒီနေ့ကျမတို့လေ့လာရမယ့်အကြောင်းအရာကမတုံ့ပြန်နိုင်အောင်ကိုစစ်တမ်းမဲ့အရာကိုမရှိနိုင်တဲ့수당당မျိုးကိုပြောတာကျမတို့လောကမှာနေတဲ့အခါမှာအရေးကြီးတဲ့ဟာရှိတယ်နော်ဖျားသခင်ကနာမလျောင်းလာတဲ့ခါမှာကျမတို့တန်တရားစိတ်ဖြစ်လာတဲ့တစ်ခါလေဖျားကိုကြောခိုင်းချင်လာတဲ့တစ်ခါလေကြာရင်နော်ဆာရာလိုဘာလို့ခဲ့ချင်လဲဖြက်လန်းနီးနဲ့ငါ့ကိုနော်ဖျားသခင်နာမလျောင်းမှုချင်တယ်အဲကြောင့်ငါတော့ဘာမှမဟုတ်ဘူးဆိုပြီးတော့မှအဲ့ဒီလိုကိုစိတ်ပြက်အားငယ်တဲ့လူတွေရှိတယ်ဒါပေမဲ့ဓမ္မတော်အခန်းကြီး30မှာရှိနေတဲ့နော်ဆုတောင်းတန်ကိုဘယ်သူရဲ့ဆုတောင်းတန်ကိုဖျားသခင်ကတုံ့ပြန်ခဲ့တာလေဆိုတဲ့ဟာကိုကျမတို့လေ့လာရအောင်ခန်းကြီး30မရှိနေတဲ့ဆုတောင်းတန်ကတော့တဲ့ကျမတို့ကျမ်းစာအုပ်ပါတယ်ဆိုလို့ရှိရင်တော့အားလုံးပေါ့နော်ကျမ်းစာအုပ်ကိုဖွင့်ကြည့်ရအောင်ကက်သရီမြို့အီတလီတပ်ဟုခေါ်ဝေါ်သောတပ်တွင်လူတယောက်ကိုအုပ်ချုပ်သောတပ်မှူးဂေါနီလိအမည်ထွင်သောသူတယောက်ရှိ၏ထိုသူသည်မိမိအိမ်တွင်ရှိသမျှသောသူတို့နှင့်တကွဖျားဝတ်၌မွေ့လျော်၍ဘုရားသခင်ကိုကြောက်ရွံ့ခြင်းရှိသည်ဖြင့်လူတို့အားများစွာသောစွန့်ကြဲခြင်းကိုပြု၍ဘုရားသခင်ကိုအစဉ်ဆုတောင်းလေရှိ၏တဲ့ဒီအပိုက်ကလေးဟာဒီနေ့မှာဘာပြောထားတယ်လဲဆိုလို့ရှိရင်ကက်သရီမြို့မှာရှိတဲ့အီတလီစစ်တပ်ထဲမှာလူတရားကိုအုပ်ချုပ်တဲ့ဂေါနီလိဆိုတဲ့နော်တပ်မှုရှိတယ်တဲ့တပ်မှုဂေါနီလိရှိတယ်သူကတဲ့ဘာလို့လဲဆိုလို့ရှိရင်အိမ်တွင်ရှိသမျှသောသူတို့နှင့်တကွဖျားဝတ်၌မွေ့လျော်၍ပြောတယ်ဒီနေ့အိမ်ထောင်ထဲမှာအိမ်မှာရှိတဲ့လူတွေအားလုံးဟာနော်ကျမတို့ဂေါနီလိလို့ဖြစ်ရမှာဖြစ်တယ်ကျမတို့တစ်ခါလေကြာရင်ကျမတို့ခင်မတဲ့ဆူတောင်းတယ်လားဆူတောင်းရအောင်ဆိုอีคนนี่มันด้านโน้หัวคุยเขาอันเรื่องนู้นเลยสิอันที่ไทยอยู่มังอ่ะเนาะနောက်တစ်ခုရှိတယ်တချို့ကျတော့ဟိစပါဝါခုလည်းပါတာခရီးခနေနိုငါဘဒလီဝါခုကိုလို့ပြောလဲနော်တချို့ကနော်ကိုရအမျိုးသားကပြင်မနဲ့ဆိုတဲ့ခါမှာနော်မဆုမတောင်းနဲ့မိမရေးနေမဲ့ဆုတောင်းလိုက်ငါအတွက်ပါဆုတောင်းလို့ပြောတယ်နော်ဒီအမျိုးသားတွေကငါအတွက်ပါဆုတောင်းလို့ပြောလာတယ်ရှိတယ်တချို့ကျတော့အမျိုးသမီးတွေကကလေးနဲ့ဘာနဲ့ဆိုတဲ့ခါကျတော့ဆုမတောင်းတော့နေမဲ့ဆုတောင်းလို့ပြောတယ်ဒီနေ့ဘုရားသခင်ကကျမတို့ကိုပါလဲဆိုလို့ရှိရင်စီလုံးညီညွတ်စေချင်တာဖြစ်တယ်အိမ်ထောင်ဆိုတာကအတင်းတော်တစ်ခုဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အိမ်ထောင်မှာဖခင်ဟာနော်ဓမ္မကျမ်းစာထဲမှာရှင်ပေါလုကပြောလဲဆိုခင်မွန်းတဲ့ရဲ့ဥကောင်းဟာခရစ်တော်ဖြစ်တယ်နော်အဲ့ဒီမှာအမျိုးသမီးတွေရဲ့ဥကောင်းကကျမတို့ခင်မွန်းတဲ့ဖြစ်တယ်ဆိုတော့ကျမတို့ကိုဥဆောင်နေတဲ့ခင်မွန်းတယောက်ဟာဘယ်ကိုဥဆောင်နေတယ်လဲဆိုတော့တတိထားဖို့လိုတယ်နော်အိမ်ထောင်ပြုတ်ခင်ကလေးကဒီမှာရှိတဲ့သမီးတွေကိုဗျာကြီးကိုပြောချင်တယ်ကိုကိုဝိညာဉ်ရေးရလဲဥမဆောင်နိုင်ဘူးနော်စီးပွားရေးရဦးဘာမှဥမဆောင်နိုင်တဲ့ယောက်ျားတယောက်ကိုနော်ချစ်တဲ့စိတ်နဲ့နော်အချစ်မှာအပြစ်မမြင်ပါဘူးလို့ပြောတယ်နော်မေတ္တာလေးတဲ့အပြစ်မမြင်တာတဲ့အဲ့ဒါကျမတို့မိန်းမတွေအတွက်ပဲပြောတာလားမပြောတတ်ဘူးနော်တချို့ဘလို့ပဲပြောတားလို့ကိုမရနိုင်ဘူးချစ်တာပဲတည်တယ်နော်ဘာလို့လဲဆိုလို့ရှိရင်ကိုကိုဥမဆောင်နိုင်ဘူးဆိုလို့ရှိရင်တော့စဉ်းစားဖို့ရန်အတွက်အရင်ရည်ကြည့်ဘာလို့ဆိုစံစာထဲမှာကတော့ဖျားသခင်ကနေပြီးတော့ကျမတို့ကိုဖန်ဆင်းကြတဲ့ကအမျိုးသားဟာဥဆောင်သူဖြစ်တယ်ဘယ်နေရာမှာဥဆောင်ရမလဲဆိုရင်ဝိညာဉ်ရေးရမှာဥဆောင်ရမယ်စီးပွားရေးရမှာဥဆောင်ရမယ်သူကဘာလို့ဆိုရင်အိမ်ထောင်ဦးစီးလို့ပြောတာဦးစီးဆိုတာဦးစီးရာရှိဖြစ်တဲ့အတွက်ကြောင့်သူအားလုံးကိုဦးစီးရမှာဒါပေမဲ့ဒီနေ့ကအဲ့ဒီဦးစီးရာရှိရာထူးကိုဘသူပေးလိုက်လဲဆိုအမျိုးသမီးတွေကိုပေးလိုက်တာအများကြီးပဲနော်ဒါဘုရားသခင်ရွေးချက်နဲ့လွဲနေဘုရားသခင်ရဲ့နော်ဖန်ဆင်းခြင်းရွေးချက်နဲ့လွဲပြီဆိုရင်ဘုရားသခင်ဘုံတော်မထင်ရှားအဲ့တော့ဒီနေ့ဂေါနီလိဟာဆိုလို့ရှိရင်သူဟာတဲ့သူကိုယ်တိုင်တက်မှုဖြစ်တယ်ခေါင်းဆောင်တယောက်ဖြစ်တဲ့နိုင်ငံအတွက်ပေါ့နော်
당我常上的但目的要ဖြစ်တယ်တို့တော့သူကအိမ်မှာရှိသမျှတော့သူတို့နဲ့တကွလို့ပြောတဲ့အခါမှာသူ့အိမ်မှာမိသားစုတော့မကဘူးတဲ့သူ့ရဲ့လုပ်ဖော်ဆောင်ဖက်တွေနော်သူ့ရဲ့စစ်သားတွေလားသူ့ရဲ့အိမ်ဖော်လုပ်ဖော်ဆောင်ဖက်တွေသူတပည့်တွေလည်းရှိတယ်အဲ့ဒါတွေနဲ့အားလုံးရှိသမျှလို့ပြောတယ်ကျမတို့အဲ့ဒီရှိသမျှတော့သူနဲ့အတူတကွဆူတောင်းဖို့အရေးကြီးတယ်ဆိုတဲ့ဟာကိုဓမ္မဟောင်းကျမ်းမှာလည်းကျမတို့တွေ့ရတယ်နော်ဓမ္မဟောင်းကျမ်းမှာဘယ်လိုတွေ့ရလဲဆိုလို့ရှိရင်တော့ရှင်ဘုရင်ယောရှဖတ်ကနော်လူသုံးမျိုးကနေပြီးတော့မှဂျေရုဆလင်ကိုဆက်လာတိုက်တော့မယ်ဆိုတဲ့အခါမှာသူဆူတောင်းတယ်ရှိနေတဲ့ဂျေရုဆလင်မြို့မှာရှိတဲ့လူတွေအားလုံးထွက်လာလို့ပြောတဲ့အခါမှာဆူတောင်းဖို့အစာရှောင်ဆူတောင်းဖို့ပြောတာတဲ့အခါမှာဘသူတွေကိုတွေ့ရလဲဆိုလို့ရှိရင်နော်ကျမ်းစာကိုတေချာဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဇနီးသားမယားနဲ့တကွာကလေးသူငယ်များအားလုံးဖျားသခင်ရှိမှရက်ကြဒီနေ့ကျမတို့အရင်ရေးကြည့်တယ်ကျမတို့ကကလေးတွေဆူတောင်းတဲ့ခါရှုပ်တယ်ပြောတယ်နော်တမန်ကျမ်းစာထဲမှာတော့ရှုပ်တယ်လို့မပြောတမန်ကျမ်းစာထဲမှာရှုပ်တယ်လို့မပြောသူသခင်ခရစ်တော်ကိုယ်တိုင်သူငယ်တို့ငါထံသို့လာပါလေစေလို့ပြောတယ်နောက်ပြီးတော့မှကျမတို့ကိုပြောလဲဆိုရင်တော့နော်မင်းညတော့လေဘောနော်ကလေးတွေလည်း repeat ဖြစ်သွားလာမပြောတတ်ပါဘူးနော်ဘာလို့လဲဆိုရင်ကျမတို့ကိုပြောလဲဆိုရင်ကလေးတယောက်ချင်းစီကျမတို့ကိုပေးထားတဲ့ကလေးတွေဟာအမွေဥစ္စာဖြစ်တယ်လို့ပြောတယ်အဲ့ဒီကလေးတွေကတဲ့ပျက်စီးတော့အောင်ပြုလုပ်တဲ့သူဟာဆိုလို့ရှိရင်တဲ့နော်ကျိတ်ဆုံကိုလည်းပြီးမှချိတ်ပြီးတော့ပင်လယ်ထဲကိုချလိုက်မယ်ဆိုတာအသေးပဲသူကဘာဖြစ်လို့လဲဆိုတော့သူကပြန်ပေါ်လာစရာအကြောင်းမရှိဘူးအသေးပဲလို့ပြောတာလူကျမတို့ကတခါတလေအမတ်တမဲ့ကျမတို့သားသမီးတွေကိုဘာလုပ်လဲဆိုရင်တော့နော်အရေးမကြီးဘူးဆိုပြီးတော့မှထားလိုက်တဲ့အချိန်မှာအရန်ပဲဘုရားသခင်ဝမ်းနည်းမှာဖြစ်တယ်ကျမတို့အိမ်မှာကျမတို့တခါလေကြာရင်ဆွတ်တောင်းတဲ့အခါမှာလက်ချင်းချိတ်ပြီးတော့မှနော်အတူတူဆွတ်တောင်းကြည့်ပါလားကလေးရောသားသမီးတွေရောအကုန်လုံးလက်တွဲပြီးတော့ဆွတ်တောင်းတဲ့အခါမှာသူ့ရဲ့နှလုံးသားကဘယ်တော့မှမမေ့ပါဘူးအဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်ကျမတို့ဟာတကယ်တော့ဆိုရင်တဲ့ကျမတို့ရဲ့နော်စိတ်နှလုံးထဲမှာသားသမီးတွေကအပြင်မှာမွေးထုတ်လာမှသားသမီးမဟုတ်ပါဘူးကျမတို့ဘိုက်ထဲမှာရှိကြတဲ့ကကျမတို့တအိမ်ထဲမှာရှိကြတဲ့ကအရက်40ဆိုရှင်သူ့နှလုံးသားတွေဦးနောက်နဲ့နှလုံးသားကနော်ဘုရားသခင်ဖန်ဆင်းပြီးသားဖြစ်တဲ့နှလုံးခုန်နေပြီတုတ်နဲ့ခုန်နေဒါကြောင့်လို့ပြောချင်တာကဘာလဲဆိုရင်အမေရဲ့အတန်ကိုသူကမွေးကြရတည်တာအမေပြောတဲ့စကားတွေအဖေပြောတဲ့စကားတွေအမေပြီးအဖေကိုသူကတည်ပြီးသားဖြစ်တယ်ဒါကြောင့်ကျမတို့ကကလေးတွေကိုဘိုက်ထဲမှာရှိကြတဲ့သူကဘုရားသခင်ရဲ့စကားကိုနှုတ်ကပတ်တော်ကိုပေးလို့ရတယ်ဆိုတာကိုကျမတို့နားလည်ရပါတယ်လို့ဒါကြောင့်မလို့ပြောချင်တာပါလဲဆိုလို့ရှိရင်ကျမတို့သားသမီးတွေကိုအရေးမကြီးပဲဘူးဆိုပြီးတော့မှမထားလိုက်ပါနဲ့ခေါင်းလေးဟာဆိုလို့ရှိရင်အိမ်မှာရှိတော်သူများနဲ့ရှိသမျှတော်သူလို့ပြောတဲ့အတွက်ကြောင့်အိမ်မှာရှိတဲ့သားသမီးသူ့ရဲ့မိန်းမပါတယ်သူ့ရဲ့သားသမီးပါတယ်သူနဲ့အိမ်မှာရှိနေတဲ့လူတွေအားလုံးကိုခေါ်ပြီးမှဆုတောင်းတယ်ဒါကြောင့်လို့ကျမတို့ကရှင်မင်းယောရှဖတ်တော့ကလည်းသူကိုယ်တိုင်ဆုတောင်းပြီးတဲ့အခါမှာဘာလုပ်ခဲ့လဲဆိုလို့ရှိရင်ရှိသမျှသောဇနီးသားမယားနဲ့သူငယ်များဒီဘုရားသခင်ရှိမှရက်ဤဆိုတဲ့ဓမ္မကျမ်းစာကိုကျမတို့တွေ့ရတဲ့အခါမှာပြောချင်တာကလည်းဆိုရင်ဘုရားသခင်ကနားလျောင်းတယ်ဒါကြောင့်မလို့ယောရှဖတ်ကိုပြောလဲဆိုရှင်မင်းကမနှက်ဖြန်တွားရမယ်ထိုအလုံးအင်းအတွက်ဘာမှစိတ်မပူနဲ့ထိုအလုံးအင်းဒီငါဣတာဝန်ဖြစ်တယ်တဲ့မနေ့ပြင်စစ်တိုက်တော့တွားပါတဲ့ဒါပေမဲ့မင်းတို့စစ်တိုက်ဖို့တွားမှာမဟုတ်ဘူးငါပဲတိုက်ငါတောင်းမယ်ပြောချင်တာပါလဲဆိုတနိုင်ငံလုံးမှာရှိတဲ့နော်တနိုင်ငံလုံးမှာရှိတဲ့ဂျေရုဆလင်မြို့တစ်မြို့လုံးမှာရှိတဲ့ယောက်ျားပဲမဟုတ်ဘူးမိန်းမတွေရောကလေးတွေရောဘုရားသခင်ရှိမှထွက်ရောက်ခဲ့တဲ့အဖြေကိုဘုရားသခင်နားလည်အောင်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျမတို့မိသားစုတွေမှာကျမတို့ရဲ့အသင်းတော်တွေမှာကျမတို့ကပြောတယ်မပြောင်းလဲဘူးဆိုတဲ့အရာကကျမတို့အားလုံးတအိမ်လုံးစိတ်တညီတညွတ်တီလက်တွဲပြီးတော့တကယ်ဆုတောင်းပြီလားအရေးကြီးပါလေ။နောက်တစ်ခုတော့ဗာလဲဆိုလို့ရှိရင်ဘုရားသခင်ဟာလက်ဝါးကတိုင်မတက်ခင်မှာသခင်ခရစ်တော်ဟာလက်ဝါးကတိုင်မတက်ခင်မှာဘာအတွက်ဆုတောင်းခဲ့လဲ။ယုံကြည်သူအားလုံးအတွက်တစီတလုံးတည်းကြိုမြင်နေပြီးသားဖြစ်တယ်ဘုရားသခင်ခရစ်တော်ကအားလုံးကိုကြိုမြင်တဲ့အတွက်ဘာပြောလဲဆိုလို့ရှိရင်စီလုံးဖို့အတွက်ဘာလို့လဲဆုတောင်းခဲ့ရဖြစ်တယ်ဒါကြောင့်မလို့စီလုံးညီညွတ်ခြင်းကိုဘုရားသခင်အင်မတန်မှကြိုက်နေတဲ့အမှုအရာဖြစ်တယ်ဒီအထဲမှာအိမ်ထဲမှာနော်
ဖေရဲ့အမေရဲ့သားသမီးတွေရဲ့ရှိသမျှလူတွေအားလုံးဆွတောင်းတဲ့အခါမှာတညီတညွတ်တင်နဲ့ဆွတောင်းပါနော်ဖြစ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တော့တဲ့သူတို့နဲ့တကွဖယားဝတ်လိုက်မွေ့လျော်ရဲ့ဖယားတခင်ကိုကြောက်ရွံ့ခြင်းရှိတဲ့ဖြင့်တဲ့လူတို့အများစွာသောစွန့်ကြဲခြင်းကိုပြု၍ဖယားတခင်ကိုအစဉ်ဆွတောင်းလေးရှိတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်ဖယားကိုကြောက်တဲ့အတွက်ကြောင့်လူတွေကိုစွန့်ကြဲတယ်ပေကန်နေဖယားတခင်ကသူကိုယ်တိုင်လောကမှာမရှိတော့ဘူးမရှိတဲ့အခါမှာသူဘာပြောခဲ့လဲတခင်ခရစ်တော်ကပြောတယ်စင်ရတဲ့သူတွေစင်ရတာမုဆုမတွေကိုဘာလုပ်ရမလဲကိုညီရမယ်လို့ပြောတယ်ဘုရားသခင်ရဲ့ပြည့်ညတ်နှစ်ခုရှိပါတယ်ဘုရားသခင်ကိုစွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှချစ်ပါနောက်တစ်ခုကတော့ကိုနဲ့ဆက်ဆံတဲ့သူကိုနဲ့အမြတ်ချစ်ပါကျမတို့အိမ်ထဲမှာတခါတလေကြာရင်ကျမတို့ကဒီမှာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုကျမတို့ကအယားမဲ့ချီးမွမ်းတယ်နော်ဘုရားသခင်ကိုချစ်တယ်လို့ပြောတယ်ချီးမွမ်းတယ်ဘုရားသခင်ရဲ့ချီးမွမ်းခြင်းအကြောင်းကိုကိုယ်တိုင်လည်းဆက်ဆိုတယ်တို့တော့ကိုယ်အိမ်မှာအဖေနဲ့လည်းမတည့်ဘူးအမေနဲ့လည်းမတည့်ဘူးနော်ကိုယ့်ရဲ့ညီကိုမောင်မနဲ့မတည့်ဘူးနော်ကိုယ့်ရဲ့ကိုယ်နဲ့ဘေးနားမှာရှိတဲ့လူကိုလုံးဝစိတ်မရှိနိုင်တဲ့လူတွေရှိတယ်ရှိလားရှိတယ်နော်ဘုရားကြောင့်မလို့ဘုရားကိုအရင်ဘုရားကိုချီးမွမ်းတယ်တို့တော့ကိုယ့်ရဲ့လှုပ်ဆောင်မှုဟာချစ်တဲ့ပုံစံလုံးဝမပေါက်တဲ့သူအများကြီးရှိတာအများကြီးရှိတယ်ဒါကဘာဖြစ်လဲဆိုရင်လောကမှာလူတွေကဘုရားသခင်ကပြောချင်တယ်ဆိုကျမတို့ကိုဘေးမှာရှိတဲ့နော်ကိုယ်နဲ့ဆက်ဆံတဲ့သူကိုယ်တော့အမြမချစ်နိုင်ဘူးဆိုရင်ငါ့ကိုတကယ်ချစ်ရလားလို့ဘုရားသခင်ကဟန်ဆောင်ပြီးချစ်သလားဆိုတာဘုရားသခင်ကျမတို့ပြောမှဖြစ်တယ်နော်ဒါကြောင့်မလို့ဂေါတလီကဘာလုပ်လဲဆိုရင်တော့သူ့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုသူပေးကမ်းဆွကျဲတယ်ဒီမှာကျမနောက်တစ်ခုပါပြောချင်တယ်ဆိုရင်ဒီဂေါတလီကအီတလီစစ်တပ်မှာနော်တမှုလူတရားကိုအချွတ်ရတဲ့ဒီတမှုဂေါတလီဟာတဲ့သူဟာတခင်ခရစ်တော်ကိုမရသေးတဲ့သူဖြစ်တယ်ဒီနေ့ကျမတို့ဘာပြောချင်လဲဆိုရင်တခင်ခရစ်တော်ကိုဘာကြောင့်ကျမတို့ဧဝံဂေလိတရားကိုဟောကြားတတ်ခံရမလဲဆိုတဲ့ဟာကိုလည်းကျမဒီနေ့နော်ဒီဂေါတလီရဲ့အကြောင်းကနေပြောချင်ပါတယ်ပတ်ဝန်းကျင်မှာကျမတို့ရဲ့ပတ်ဝန်းကျင်မှာတစ်ခါလေကြာရင်ကျမတို့ယုံကြည်သူတွေအများကြီးရှိတယ်အဲ့ဒီဗျာနော်ဝဆန္ဒဟန်လင်းရဲ့ဝဆန္ဒအကြီးမတဲ့နော်အကြီးမတဲ့ကြီးဟာဆုမနာငါတို့တဲ့ပို့ကျူလေးပို့မောအဲ့လေဝဆန္ဒနာတခုကနာအနေငေါ一讲啊是不是你讲么样啊နော်ဟုတ်လားဖျားသခင်ကကျမတို့ကဘာကျိုးဖန်ဆင်းထားပေးတာဘယ်နေရာပါရှိတယ်ဆိုတာတခင်ခရစ်တော်ကိုယ်တိုင်လည်းပါတာနော်ဖျားသခင်ကဘာကျိုးကိုဖန်ဆင်းတဲ့အချိန်မှာငါတို့လို့ပြောတာဖြစ်တယ်တပည့်တော်သားတော်တန်ရှင်တို့ဝိညာဉ်တော်သုံးပါးတစုဖြစ်တယ်အဲ့ဒီဖျားကနေဘာဖြစ်လဲဖန်ဆင်းထားတဲ့ဖြစ်တယ်ကျမတို့ကအဲ့ဒီဖျားကိုကိုးကွယ်တာလေဒါပေမဲ့ဘာဖြစ်လို့ကျမတို့ဘာပဲလို့မအောင်မြင်ရတာလဲဖျားသခင်ကကျမတို့ကိုချစ်တယ်ဆိုကျမတို့လည်းဖျားသခင်ကိုယုံကြည်တယ်လေဘာကြောင့်လဲကျမတို့မိခွန်းနဲ့အများကြီးရှိတယ်အဲ့တော့ကျမတို့ပတ်ဝန်းကျင်မှာကျမတို့တတိမထားမိတဲ့အရာတစ်ခုရှိတယ်လူတွေကဘာသာမတူဘူးဆိုလို့ရှိရင်ဖျားမဲ့လို့ပဲထင်နေတာနော်ဘာသာမတူဘူးကိုယ်ကွယ်ပုံစံချင်းမတူဘူးဘာသာတရားမတူဘူးဆိုလူတွေကိုဘာထင်လဲဆိုလို့ရှိရင်တော့အဲ့ဒီလူတွေအားလုံးကတော့ခါနေအားလုံးကနော်ဖျားမချစ်ဘူးလို့ထင်တယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာပြောလဲဆိုရင်ဖျားကတဲ့သူ့ချစ်မချစ်သူ့ကိုအားလုံးဖန်ဆင်းတဲ့လူတွေကိုချစ်တာတဲ့ဒါပေမဲ့ကျမတို့ကိုယ်တိုင်ကချစ်လားအဲ့ဒီမှာကျမတို့ဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ဒီထဲမှာရှင်ပေတရုရှိတယ်နော်မင်းသားတယောက်ရှိတယ်အဲ့ဒီရှင်ပေတရုကဖျားကိုအရင်ချစ်တယ်နော်ဖျားသခင်ကပြောတယ်နော်ဘယ်လိုမေးလဲဆိုပေတရုငါ့ကိုချစ်လားချစ်တယ်နောက်ခေါက်မေးတယ်ချစ်လားနောက်ခေါက်ကျစိတ်ဆိုးလာတယ်နော်ပေတရုအရင်စိတ်ဆိုးတတ်တယ်ဘာလို့လဲငါ့ကိုမတန်တရားဖြစ်တယ်ဖျားနော်သခင်ခရစ်တော်အရင်သူဘာဖြစ်လဲစိတ်ဆိုးခြင်းနဲ့ပြောတယ်သူ့ကိုပါပြောချင်တာလဲဆိုဒီဂေါတလီအဖြစ်ကပေတရုကိုလည်းဆုံးမထားတဲ့အဖြစ်ဖြစ်တယ်ကျမတို့ပါပြောချင်တယ်ဆိုရင်လူတွေကအမျိုးမတူဘူးဘာသာမတူဘူးဆိုရင်ခွဲခြားခြင်းနဲ့စိတ်ရှိတယ်နော်ဘာမှဖျားသခင်ကတော့လူတိုင်းလူမျိုးတိုင်းကိုဖျားသခင်ချစ်တယ်လူဆိုတာကိုဖျားသခင်ကဖန်ဆင်းထားတာဖြစ်တဲ့အတွက်သူ့ရဲ့ပုံသဏ္ဍာန်နဲ့တူတဲ့သူဖြစ်တဲ့အတွက်ကြောင့်လူမျိုးတိုင်းမှာဖျားသခင်ကနေပြီးတော့မှနော်ကောင်းချီးပေးတဲ့အရာတွေရှိတယ်ဒါကြောင့်မို့တစ်ခါတလေကြာရင်မယုံကြည်သူတွေအရင်ချမ်းသာတယ်ဘာကြောင့်လဲတချို့တော့မယုံကြည်သူချမ်းသာလဲဆိုတရုပ်ဆိုလို့ရှိရင်တော့နော်ဘိန်းပဲနေမှာနဲဟိုဟာဆိုလို့ရှိရင်ဒူဟာရွေးနေမှာဆိုပြီးကျမတို့ကတစ်ခါလေကြာအပြစ်ကိုစီးလို့နော်သူချမ်းသာတာဘာကြောင့်လဲဆို
ကျမတို့မလေ့လာပါဘူးဒါပေမဲ့ဘာဖြစ်လဲအဲ့ဒီချမ်းသာတဲ့လူအားလုံးကိုမတရားသောနော်မတရားသောစီးပွားတက်နေတယ်လို့တချို့ကပါလေအလကားနေရင်းနဲ့ဝေဖန်တယ်ဓမ္မကျမ်းစာထဲမှာဗာပြောတယ်မမှန်တဲ့တဲ့မခံနဲ့လို့ပြောတယ်အရာအဲ့လိုဟုတ်တယ်နေမနော်ဘာလဲအရင်ပြောချင်တာပဲနော်ဒါပေမဲ့ဓမ္မကျမ်းစာထဲမှာနော်ဂေါနီလေးဟာဘုရားသခင်ကနေပြီးတော့မှကောင်းချီးပေးတဲ့သူဖြစ်တယ်နော်သူအရာရှိလည်းဖြစ်တယ်သူကဒါပေမဲ့သူဘာလို့လဲပေးကမ်းစွန့်ကြတယ်ကျမကနော်1989မှာ10ရက်နေ့မှာကျမဘုရားသခင်ကိုကျမရဲ့ get ship ဖြစ်လက်ခံခဲ့တာဖြစ်တယ်နော်တချို့ကထင်တယ်ဗောနော်ဆရာနဲ့တွေ့မှပဲပြောင်းလဲတယ်လို့ထင်တယ်မဟုတ်ပါဘူးနော်ကျမတို့အိမ်ကကျမရဲ့အမေရဲ့အမေအဖွားကခရိယန်ဖြစ်တယ်ကျမရဲ့အမေရဲ့အဖေကဗုဒ္ဓဘာသာဖြစ်တယ်ကျမရဲ့အဖေကဗုဒ္ဓဘာသာဖြစ်တယ်နော်အမေကကျမပြောချင်တာကတော့ကျမတို့အိမ်ကဗုဒ္ဓခရစ်အိမ်နော်ဗုဒ္ဓခရစ်အိမ်ဆိုတာဘုရားရှင်လည်းရှိတယ်ဟောလည်းရှိတယ်နော်အဲ့တော့ကျမတို့ကတော့ဘာပြောကိုလိုက်ချင်တဲ့လမ်းလိုက်လို့ရတယ်ကျမတို့အိမ်ကဘာလဲဆိုလူခွေရပြရတာနော်ဘာလို့လဲကိုရွေးချင်တာရွေးလို့ရတယ်ဘုရားသခင်လည်းအရင်ဖန်ဆင်းကြတဲ့ကဒီတိုင်းပဲလေနော်မင်းရွေးချယ်ပိုင်ခွင့်ရှိတယ်ဥယျာဉ်လည်းမရှိတဲ့ကောင်းကောင်းတီးကျွမ်းရအပင်ကိုနော်မဆန်းနဲ့ဒါမဲ့ကိုရွေးပေါ့နော်ကိုရဲ့ခံယူဖို့ပဲရေးကြည့်တာပဲဒါလည်းဘုရားသခင်ကျမတို့ခွင့်ရပေးထားတယ်ကျမငယ်ငယ်တုန်းကဘာဝဲတဘောကြလဲဆိုဘုရားဘာသာအရင်ဘောကြဘာလို့လဲအပြင်ပိုင်းကြည့်လို့ရှိရင်ငြိမ်သက်တဲ့အေးဆေးတဲ့အရာ peaceful ဖြစ်တယ်ပြီးတော့မှဘာဖြစ်လဲ peaceful ဆိုတော့အရာပဲနော်စိတ်ချမ်းမြေတယ်စိတ်အေးချမ်းတယ်နော်ကိုဟာကိုတရားထိုင်တာလည်းတဘောကြတယ်ပရိစိတ်တာလည်းတဘောကြတယ်နော်အရာပဲကျမအရာပဲအဲ့ဒီဘာသာရုပ်အရာလိုက်စားတယ်နော်တို့ကျမပြောမယ်ကျမယောက်ျားပဲဖြစ်ချင်တော်ဘွိုင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျမငယ်ငယ်တော့ကျမတပည့်ရပြအမေအလကားမပြောနဲ့အလကားမပြောဘူးကျမနော်ကျမသားတော့ရောက်မွေးပြချင်တာပြန်ပြောင်းလာတဲ့အခါမှာကျမရဲ့အတန်းပိုင်ဆရာမပါပြောတယ်ခင်မမောဒါနိကလေးဟုတ်ရလားတဲ့ဘာလို့လဲဆိုကျမယောက်ျားလေးပဲဖြစ်ချင်တယ်ဘာလို့လဲဆိုရင်ကျမဗုဒ္ဓဘာသာဖြစ်တဲ့အချိန်မှာဖျားဖန်ဆင်းခြင်းကိုကျမလက်မခံခဲ့ပါဘူး။ဘာလို့လဲဆိုလို့ရှိရင်လူတွေကိုကြည့်လိုက်တာအဖြူမဲရှိတယ်၊တံတောင်းစားတွေရှိတယ်နော်လောကမှာတလောက်ထိဘဝထဲမှာနော်အမျိုးစုံဒုက္ခတွေလည်းမြဖျားတကယ်ရှိတယ်ဆိုဖျားတကယ်ဘာဖြစ်လို့နော်အဲ့လိုမျိုးဟာတွေဖန်ဆင်းထားလဲနော်အရာမဲ့ဖျားတကယ်ကိုကျမအရန်မြင်ခဲ့တယ်။နော်မလက်မခံချင်ဘူးနော်အဲ့ဒီအချိန်ကျမကဘာသာချဖြစ်တဲ့အချိန်မှာကျမအရာမဲ့ဖျားအဲ့ဒီဟာကိုကျမလိုက်စားတဲ့အချိန်ကိုကျမဘာခံစားရလဲဆိုရင်ဖယားတက်လို့ရှိရင်မိမတွေတက်ရလက်ရှိတွားရဘူးနော်ဟုတ်လားယောက်ျားတွေမိန်းမတွေအရင်ခွဲခြားရင်ခံရတယ်နောက်တစ်ခုကဘာလဲဆိုရင်တော့နောင်ဘဝမှာဟုတ်လားမြမဖြစ်ဖို့ရာအတွက်တောင်မှအမိန်းမတွေကမဖြစ်ရဘူးဘာလို့လဲဆိုရင်တော့မိန်းမတွေကဘာလဲအလို့အကျွေးပြုတ်တဲ့အဆင့်တော့ပဲရှိတယ်စဉ်းစားရတဲ့အခါမှာနောက်တစ်ခုကတော့ကျမကိုအမေနဲ့အဖေကနော်ကျမရဲ့အမေကအိမ်မှာအငယ်ဆုံးဖြစ်တယ်အဲ့ဒီချိန်မှာကျမအဖိုးကလေကြွားတာတော့မဟုတ်ဘူးမိမ9ယောက်ရှိခဲ့တယ်ကြွားတာမဟုတ်ဘူးနော်မယုံကြည်သူဖြစ်ခဲ့တယ်ရွာဆယ်ရွာကိုပိုင်ခဲ့တယ်အုပ်ချုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဖွားကနော်မယားအကြီးဆုံးဖြစ်တယ်ဒါပေမဲ့အဖွားဆုံးပြီးတဲ့နောက်မှယူတာပါနော်ဟောမဟုတ်ဘူးပြောချင်တာကလည်းဆိုရင်အဖိုးကကျမအမေကိုရမ်းချစ်တယ်အဲ့ဒီခါမှာအဖေနဲ့အိမ်ထောင်ကြပြီးတဲ့ခါမှာအမေရတဲ့အငယ်ဆုံးဆိုတော့နော်နည်းနည်းတော့ပီတီးနေမှာအမေရနော်မထားဘူးတဲ့အဲ့ရမထားလို့အဖေကရိုက်လိုက်တာရိုက်တယ်တဲ့မထားတဲ့ခါမှာဖိုးကဘယ်လိုပြောဆိုငါရှိတယ်တော့ငါသမီးကိုရိုက်ကျမတို့ဘိုးထုံးစံကဒီလိုရှိတယ်ဗာလဲဆိုလို့ရှိရင်အိမ်မှာအငယ်ဆုံးတစ်ယောက်ကအိမ်ပိုင်မိဘကိုပြုစုရတဲ့အခွင့်ရှိတယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်နော်အဲ့ဒီခါကျတော့အိမ်ထောင်ကြတဲ့ယောက်ျားကသူနဲ့လိုက်လာနေရတာဟိုကျမအဖေကအဲ့ဒီခါကျတော့မောင်းထုတ်လိုက်ရောအဖေကဘာလို့လဲဘလောက်တောင်းပန်အဖိုးက no ပဲ no ဘူးဆိုဖေမတီးဘူးကျမအဖိုးကနော်ဂျပန်စကားလည်းတတ်တယ်အင်္ဂလိပ်စကားလည်းတတ်တယ်ရှမ်းစကားလာမလာရတယ်သူကဘာလဲအညာမဲနောက်တစ်ခုရှိတယ်ကျမရဲ့ idol ကသူပဲဘာလို့လဲဆိုလို့ရှိရင်ကျမကိုဘာလို့လဲလုံးဝကြောက်စိတ်ဆိုတော့လုံးဝမရှိစေရဘူးနော်လုံးဝအင်းအောင်စင်းကြောက်တယ်ဆိုရင်လုံးဝမကြိုက်ဘူးဘာပြောလဲဆိုတစီတရေတွေနော်အတရေတရေဆိုတာတဲ့ဘာနဲ့တူလဲဒီလားနတ်ဆိုးဆိုတာ
ခွေးနဲ့တူတယ်နော်တဲ့ကျမကိုတင်ခဲ့တာခွေးနဲ့တူတယ်ဆိုခွေးရဘာလို့လဲမိမနဲ့ကလေးဆိုရင်နော်မကြောက်ဘူးဘာလို့လဲမိမအယိုးကျွန်တော်လည်းရလို့ဖြစ်စီပို့ရလို့ချင်တယ်တဲ့အဲ့လိုမျိုးဆိုပြီးတော့ကျမကိုတင်ပေးခဲ့တာနော်အဖိုးကနောက်တစ်ခုရှိတယ်ငယ်ငယ်ကလေးကလုံးဝခွဲခြားမှုမရှိဘူးအဖိုးကတွားနော်အဖွားနင်တို့အမေတွေအဖွားတွေတက်တဲ့ဖျားကြောင်တွားနိုင်နေဘုန်းကြီးကြောင်တွားမနေ့ဆိုရင်၄နိုင်ထားတယ်နော်တခါလေယုံကြည်သူသမီးတွေကိုနော်ကျမဗာပြောဆိုတော့မမီလက်မမီနိုင်တဲ့အရာတခုရှိတာမနေ့၄နိုင်ဆိုထားပြီးတော့ဆွတ်ချက်ပြီးတော့ဟုတ်ဖုံဖေးမနေ့မိုးလေးပြီဆိုကျမတို့ဆုံးကပ်ပြီးပြီလေနော်တချို့ကတော့လည်းအိတ်နေတော့ဟုတ်လားအဲ့လိုမျိုးနဲ့ကွာတယ်နော်အဲ့ဒီခါမှာနောက်တစ်ခုရှိတယ်မနေ့သူတို့ကိုဆုံးအဲ့မနေ့ဆုံးနော်ဘုန်းကြီးကြောင့်မသွားနိုင်ဘူးလာပြီးတော့ဆွန့်ခံတဲ့လူတော့ကိုယ်တော်မစားရတဲ့နော်မွေးပေကောင်းပေဆိုတဲ့ပေါ်ဆန်းမွေးကိုမှချက်ပြီးတော့မှလူတာဖြစ်တယ်အကောင်းဆုံးကိုဒီနေ့ကျမတို့ကဖခင်တခင်ကြက်တဲ့နှလုံးသားမျိုးလှုပ်ဆောင်မှုမျိုးမယုံကြည်တဲ့ထဲမှာအများကြီးရှိတယ်ကျမတို့တည်ယူရမယ့်အရာအခုဂေါနိတိဟာမယုံကြည်သူဖြစ်တယ်တခင်ခရစ်တော်ကိုမယုံကြည်တာဖြစ်တယ်ဖခင်ကိုတော့တည်တယ်ထာဝရဘုရားရှိတယ်ဆိုတာတည်တယ်တို့တော့တခင်ခရစ်တော်ကိုမယုံကြည်ဘူးသူကလက်မခံချအောင်ကြားလို့မကြောက်ဘူးဒါပေမဲ့သူဘာလုပ်နေလဲဆိုရင်သူကအစာရှောင်နေဆွတောင်းနေသူများကိုပါလေပေးကမ်းနေဒီနေ့ဒါကြောင့်မလို့မယုံကြည်သူတွေကိုဘုရားခင်ကောင်းချီးပေးတယ်ဆိုတာမနာလို့မရှိပါဘူးနော်သူတို့ကိုကျမတို့ဘာလဲဘယ်လိုမျိုးလဲသူများချမ်းသာတယ်မကောင်းတဲ့စီးပွားတယ်မဟုတ်ဘူးဘုရားခင်ပေးတဲ့ကောင်းကြီးတွေလည်းခံစားထားရတယ်ဆိုတော့ကျမတို့တွေ့ရတာဖြစ်တယ်နော်အဲကြောင့်မလို့ကျမတို့ဟာတခါလေးကြောက်လို့ရှိရင်နော်ကျမတို့ဆုတောင်းကိုတော့ဘုရားခင်နားမလျောင်းဆိုကျမတို့ကသူ့လိုနော်ဂေါနိတိလိုမျိုးဘုရားကိုကျမတို့အမြဲတမ်းအတူတကွဆုတောင်းလာနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်သူများကိုပေးကမ်းဆွင်ကျဲမှုမှာဟောကျမတို့ကဒီလိုမျိုးပဲပေးကမ်းဆွင်ကျဲတယ်လားဆီယမရဲ့ကျမတို့တော့စားဖို့အနိုင်တန်ပဲနော်ဒါကြောင့်မလို့ဆေဖို့တဖို့ဆိုလဲခဏခဏဘုရားစီကိုပြန်ချီရတာနော်ဟုတ်လားပြန်ချီတယ်ကျမတို့ကဘာလဲဆေဖို့ကိုပြန်ချီတယ်ဟုတ်တာဘာလို့လဲရောက်တဲ့ပမထဲမဲ့လေးဆိုဆူထားတာမရောက်ခင်ဘာလို့လဲဆိုတော့ပတ်စံကလိုလာဆိုဘုရားခင်တည်တယ်နော်ဆိုပြန်ချီတယ်နော်ဘုရားခင်ဆိုဒါကဘုရားခင်ပြောတယ်ဆေဖို့တဖို့ဟာဆိုရင်သူ့ရဲ့အတာပဲဖြစ်တယ်သူ့ရဲ့အတားဆိုတာဘုရားသခင်ကဆင်းရဲလို့တောင်းတာတော့မဟုတ်ပါဘူး။နော်ဘာပြောလဲဆိုရင်သူ့ရဲ့နိုင်ငံတော်အတွက်ဖြစ်တဲ့သူ့ရဲ့ဗိမာန်တော်မှာစားစရာရှိဖို့လိုတယ်တဲ့။အဲ့ဒီဗိမာန်တော်မှာစားစရာရှိဖို့လိုတယ်ဆိုတာလေဝိအမျိုးတွေအတွက်ဖြစ်တယ်။ဘုရားသခင်ရဲ့အမှုတော်ကိုစိတ်ချလက်ချအမှုတော်ဆောင်နိုင်ဖို့ရန်အတွက်ဗိမာန်တော်မှာစားဖျားလိုတဲ့အတွက်ကြောင့်ဆေဖို့ဘုရားသခင်ကတမတ်တာဖြစ်တယ်။နော်အဲ့တော့လူတွေတန်းတဲ့ထဲမှာတချို့ကဘာလုပ်တယ်လဲဆိုရင်တော့ဒီဆေဖို့တို့ကိုပဲကြိုက်တဲ့လူကိုလူမယ်မကြိုက်တဲ့လူကိုမလူဘူးဆိုတာရှိတယ်အဲ့ဒါဘာနဲ့တူလဲဆိုရင်တော့နော်ကျမတို့ကသူများပတ်စံနော်ဒါငါပေးလိုက်ပြီနော်အဲ့ဒီတူဆိုသူများပတ်စံကိုဘာလို့လဲသွားပြီးတော့ interfere လုပ်တာနော်ဘုရားသခင်ကြိုက်မှာမဟုတ်ဘူးသူလိုချင်တာပဲပြောလဲဗိမာန်တော်မှာပဲပို့ပါလို့ပြောတယ်အဲ့ဒါတချို့ပြောတယ်ဒီဗိမာန်တော်မှာစီရကဘာဖြစ်တယ်ညဖြစ်တယ်ဟိုကဘာဖြစ်တယ်ညဖြစ်တယ်ဆိုပြီးတော့မှအဲ့ဒါလဲနော်ဘာမှပြောစရာမလိုဘူးဘာလို့လဲဆိုသူနဲ့ဖျားသခင်နဲ့ပဲဆိုင်တယ်ကိုယ်ပိုင်းကပါလေကိုလောက်ရမယ့်အပိုင်းဖြစ်တယ်ဖျားသခင်စကားနားထောင်ပြီးလုပ်ပဲကိုလူတန်းတဲ့အချိန်မှာတော့အဲ့ဒီကိုပုံထဲရပဲကိုလူရမှာဖြစ်တယ်တချို့ကဆေဖို့တဖို့လူကြီးဆိုရင်အလူအယမ်းမြောက်ပြီးလို့ထင်တာမဟုတ်ဘူးနော်အဲ့ဒီကိုပုံကပါလေကိုအဲ့ဒီထဲကလူရမှာဖြစ်တယ်အဲ့ဒါမှကိုကောင်းချီရမှာနော်ဒီနေ့ဒီမှာဂေါနိလိဟာဘာလို့လဲဆိုရင်နော်သူများတွေကိုဘေးကန်းဆွကျဲတယ်ဘေးကန်းဆွကျဲတယ်အဲ့ဒီရောတဲ့သူဘာလုပ်နေလဲတရမှာဆူတောင်းနေတယ်ဘယ်သူလာတွေ့လဲဆိုလို့ရှိရင်3-4ကိုကြည့်အောင်ဒီနေ့တနိုင်နေ့3ချက်တီးအချိန်တွင်ဖျားတကြီးဤကောင်းကင်တမန်ကြီးတဲ့ဂေါနိလိဟုခေါ်လက်ရောက်လာသည်ကိုထိုသူသည်ထင်ရှားသောဗျာဒိတ်ယူပါယုအဖြစ်မြင်ရ၏ကောင်းကင်တမန်ကိုစစ်စစ်ကြည့်လေထိတ်လန့်ခြင်းရှိသည်ဖြစ်၍သခင်အဘယ်အခင်းရှိပါသနည်းဟုမေးတော့ကောင်းကင်တမန်ကသင်ပြုသောဆုတောင်းပတနာနှင့်စွန့်ကြဲပေးကမ်းခြင်းတို့သည်ဘုရားသခင်ရှေ့တော်၌အောင်းမေ့စရာဖို့တက်ကြပြီတဲ့ဟာလေလုယာဟုတ်ဘုရားသခင်ကပြောတယ်နော်ကြည့်သူသခင်ခရစ်တော်ကိုမသိဘူးတို့တော့သူဆုတောင်းတဲ့အရာကိုဘာဖြစ်လဲဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံထိတက်တော်တယ်တဲ့
ကျမတို့ရဲ့ဆွတ်တောင်းတာကိုကောင်းကင်နိုင်ငံကြီးတက်နိုင်ပြီလားမတက်နိုင်ဘူးလားဆိုဂေါဒီလေးရဲ့တက်တာနဲ့ကျမတို့ကပြန်ပြီးတော့စဉ်းစားရတော့မှာဖြစ်တယ်နော်ဖခင်ဂေါဒီလေးဟာသခင်ခရစ်တော်ကိုမသိဘူးထာဝရဘုရားကိုသိတို့တော့သူဆွတ်တောင်းတယ်ဘုရားသခင်ချက်တဲ့အလုပ်ကိုအစာရှောင်ဆွတ်တောင်းတယ်အမြဲတမ်းဆွတ်တောင်းတယ်အိမ်လုံးမှာရှိတဲ့သူတွေနဲ့အားလုံးဆွတ်တောင်းတယ်ပြီးလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်အလူအတန်းကိုရရရောလုပ်တယ်သူများကိုစွန့်ကြဲတယ်မရှိတဲ့သူတွေနော်ဒီလိုစင်ရနံပါတ်တဲ့သူတွေနော်မိမမဲဆိုမတဲ့သူပေးကန်းစွန့်ကြဲတယ်တမန်ကျမ်းစာတမန်ဟောင်းကိုကြည့်ပါနော်အရန်ပဲနော်နောက်တစ်ခုရှိတယ်ကျမတို့ဒီနိုင်ငံမှာတော့နော်ကျမတို့ဘာလို့လဲဆိုလို့ရှိရင်ဘာကိုတွေ့ရလဲဆိုလို့ရှိရင်များတော့အဖြစ်ပေါ့နော်အစ္စလာမ်ဘာသာမှာဆိုလို့ရှိရင်သူတို့မှာမဖြစ်မနေလူတန်းရမယ့်အရာရှိတယ်အဲ့ဒီထဲမှာပါလေမုစလမနဲ့မိဘမဲ့ကလေးကိုလုံးဝဒါကလူတန်းရမယ်ဆိုဒါထာဝရဘုရားရဲ့ကြိုက်တဲ့အရာတစ်ခုကိုလုံးဝလုတ်ရမယ်ဆိုပြီးတော့မှစီကံချတာဖြစ်တယ်ကျမတို့ဒီနေ့တက်တာမှာကျမတို့ကကျေးဇူးတော်ကာလဖြစ်တယ်ဆိုပြီးတော့လူရင်လူမဲ့မရှိဘူးလေငါလေးစားတော့မကြိုးမအရှောင်လို့ပြောတာနော်နော်လူတန်းဖို့ပြောလို့ရှိရင်လူတွေကဘာလို့လဲဒါပေမဲ့တမန်ကျမ်းစာတွေမှာပြောတယ်နှစ်ထည်ရှိတစ်ထည်ပေးလိုက်လို့ပြောတာနော်ကိုစားရမယ့်ထည်ကနေပေးပါဆိုတဲ့ခါမှာကျမတို့သခင်ခရစ်တော်ရှိတဲ့အချိန်မှာဘယ်သူမုတ်ဆုမရဲ့ဂျင်ကလေးနဲ့ပြဟာအတန်ကျေဆုံးဖြစ်တယ်နော်တထေးကဘာလို့လဲလာလူတဲ့အချိန်မှာတထေးကရှိတဲ့ထဲကနေပြီးတော့သူလူတာဖြစ်တယ်နော်ဒါပေမဲ့မုတ်ဆုမကသူရှိသမျှအလုံးထဲပါလို့လဲဖယားသခင်ကိုပြန်ပေးတဲ့အခါမှာကျမတို့ကမရှိလို့မလူလို့မရှိဆိုတဲ့ဟာကိုကျမတို့နားလည်ထားရမှာဖြစ်တယ်ဒါဖယားသခင်ရဲ့နော်လမ်းဘုရားသခင်ရဲ့ဗာလဲအလိုတော်ဖြစ်တယ်အဲ့ဒီအခါမှာကောင်းကင်တမန်ကလည်းကောင်းကင်တမန်လည်းမနေရတော့ဘူးဘုရားသခင်ကောင်းကင်တမန်ဆိုတာလူနဲ့ဘုရားရဲ့ဂျားထဲမှာဘာလို့တရားလဲလူလဲmessenger သူကဘာလို့တည်လာပို့ရတယ်ဘုရားစီကနေတွားပြီးလာရတယ်လူစီလူကနေပြီးတော့ဘုရားဂျားကိုတွားရတယ်လူဖြစ်တယ်အဲ့ဒီခါမှာဘုရားသခင်လွတ်လိုက်တာတဲ့ဘာလို့တော့မလဲဆိုရင်တော့မျိုးချစ်ကြီးဘယ်သူလဲဆိုတော့ပေတရုလေနော်မြို့ချစ်တီသူကပါအရန်ချစ်တာရှင်ပေတရုကခဏသူ့ကိုပါပြောလဲဆိုရင်တော့အဲ့ဒါပေတရုကတခြားလူနဲ့ဆိုရင်ဘယ်သူမှမရှိဘူးတခြားယူဒလူတွေမရှိဘူးဆိုသူများနဲ့ပေါင်းလို့ရတယ်သူများနဲ့ရှိသူရဲ့အမျိုးတွေလာပြီဆိုရင်တော့မတိတလို့နေတယ်တဲ့ဘာလို့လဲသူကသခင်ခရစ်တော်ကိုနော်ဆွမ်းရောက်အချစ်မျိုးသူချစ်တာဖြစ်တယ်နော်လူမျိုးကိုအမျိုးကိုပဲကိုချစ်တယ်နော်ဒီကတင်ချင်းကိုလူမျိုးပဲထိုက်တယ်လို့သူထင်ထားတာဖြစ်တယ်အဲ့ဒီသူဘုရားသခင်ကနော်ဆုံးမတာဖြစ်တယ်အဲ့ဒီမှာဘာပြောလဲဆိုရင်တော့ဒီမှာဒီဟာအရှိကြီးဖြစ်တဲ့အတွက်ကြောင့်နော်မပြောတော့မဖတ်တော့ပါဒါပေမဲ့ဒီမှာရှိတဲ့ညီကောင်မအားလုံးဟာဒီကျမ်းပိုက်ကိုဖတ်စေချင်ပါတယ်နော်ပေတရုကိုဘာလို့လဲဆိုရင်ကောင်းကင်မှာပြောတယ်ယူပေမြို့မှာရှိတဲ့နော်တည်အလုတ်တမရှိမုံရဲ့အိမ်မှာတဲ့ဘသူရှိနေလဲဆိုပင်လေနာမှာယူပေမြို့ဟာပင်လေကန်းဆက်ဖြစ်တယ်အဲ့ဒီမှာဘသူရှိလဲဆိုရင်ရှီမုန်ပေတရုရှိတယ်တဲ့အဲ့ဒီရှီမုန်ပေတရုနော်အဲ့ဒီရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီဝိုးတဲ့တွားခေါ်တဲ့ပေတရုကိုအဲ့လိုပြောတဲ့ခါမှာနော်ကောနီလီကဘာလုပ်လဲဆိုလို့ရှိရင်မိမိငယ်သားနှစ်ယောက်နဲ့တကွမိမိထံ၌မပြတ်ခစားသောလူစုအဝေးဖယားဝတ်၌မွေ့လျော်သောစစ်သူရဲ့တယောက်ကိုခေါ်၍ထိုအကြောင်းအရာအလုံးစုံကိုကြားပြောပြီးမှယူပေမျိုးကိုဆေလို့ဤတဲ့နော်သူရဲ့တပည့်တွေထဲကနေခေါ်ပြီးတော့မှအဲ့ဒီတပည့်တွေကလည်းနော်ဟာမခေါ်လာဤနော်အဂျီဘစ်ဆလာရှိဘာလို့လဲဆိုရင်အဲ့ဒီခေတ်မှာယောမအင်ပါယာခေတ်ဖြစ်တယ်တခင်ခရစ်တော်နဲ့ဝလိုက်တဲ့လူတိုင်းကိုဘာလို့နေရလဲနော်နေဆက်ညင်ပနေတာဖြစ်တယ်ဒါပေမဲ့သူဘာလို့ခဲ့လဲဆိုရင်သူ့ရဲ့တပည့်တွေကိုဘာလို့လဲတေးချာရွေးတယ်သူတို့လည်းဘုရားကိုချစ်တဲ့လူဖြစ်တယ်အဲ့ဒီနေရာကိုခေါ်ပြီးမှဘုရားသခင်ပြောတဲ့အကြောင်းအကုန်လုံးပြောပြတယ်ကောင်းကင်တမန်ပြောတဲ့အကြောင်းတေးချာပြောလိုက်တယ်ပြောပြီးမှယူပေမျိုးကိုသွားပေတရုကခေါ်တယ်ပေတရုဒီတိုင်းခေါ်လို့ရမယ့်အမျိုးမဟုတ်ဘာလို့လဲဆိုရင်တပားအမျိုးသားလားဘယ်တော်ဘူးယူဒလူမျိုးတွေကအရန်ကြည်ကြတယ်နော်အရန်ပဲသူ့ကိုသူမြင့်မြတ်တဲ့ဘုရားရွေးထားတဲ့အမျိုးဆိုပြီးတော့သူများအိမ်မှာလည်းအလကားမစားဘူးနော်သူတို့ကဘာဖြစ်လဲကိုယ်အိမ်မှာလာကိုသူများတွေနဲ့ရိုးနိုးလည်းမနေဘူးအရန်နဲ့ကြည်ကြတဲ့လူဖြစ်တယ်နော်သူများဆိုအထင်သေးတာလေသူများလူမျိုးတွေတခြားလူမျိုးကိုဆိုရင်အဲ့ဒီမှာပေတရုဗိုက်ရမ်းစာနေတာကောင်းကင်ကနေ
အိတ်နဲ့ထည့်ပေးလိုက်တယ်ဘုရားသခင်မွေတယ်ဓမ္မကျမ်းစာထဲမှာပြည့်ညတ်တော်ခေတ်ကာလမှာမစားရတဲ့အမျိုးတိရစ္ဆာန်တွေအားလုံးကိုဘာလို့ထည့်ထားတဲ့အိတ်ကြီးစားပေတရုနော်မစားဘူးမတန့်ရှင်းဘူးနော်အဲ့ဒီနမမစားရတဲ့အမျိုးတွေကြီးပဲပေတရုစားမဖြစ်နိုင်ဘူးမစားဘူးသုံးချိန်နောက်ဆုံးဘုရားခင်မှာပြောလဲငါကတန့်ရှင်းတယ်လို့ပြောတဲ့ဟာကိုမင်းကဘာဖြစ်လို့ညှဉ်းညူးတယ်လို့ပြောတာလဲဟာလေလုယာဒီနေ့ကျမတို့နော်ဣသရေလလူမျိုးမဟုတ်ဘူးယူဒလူမျိုးမဟုတ်ဘူးတခင်ခရစ်တော်ရဲ့ဆွေတော်မျိုးတော်မဟုတ်ဘူးတို့သာဒီနေ့ကျမတို့ဟာဖခင်ရဲ့သားသမီးဖြစ်ရတဲ့အခွင့်ကိုပေးထားတာဖခင်တခင်ရဲ့နော်သားသမီးဖြစ်ရတဲ့အခွင့်ကိုပေးထားတဲ့ဖခင်ဖြစ်တယ်ဖခင်ဟာခွဲခြားမှုရှိလားယူဒလူမျိုးပဲရွေးတာလားယူဒလူမျိုးတစ်ခုတည်းကိုပဲကောင်းချီးပေးဖို့လားမဟုတ်ဘူးယူဒလူမျိုးတစ်ခုတည်းကိုပဲတစ်မျိုးတည်းကိုပဲကဲတင်ချင်းပေးဖို့လာတာမဟုတ်ဘူးဒီကျမ်းပိုက်ကဘာပြောလဲဆိုကျမတို့ကညှဉ်းညူးတဲ့အမျိုးမဟုတ်ဘူးဖယားသခင်ရှေ့မှာအကုန်လုံးဟာဖယားသခင်ရဲ့အတွေ့တော်အပြင်အားလုံးတန်ရှင်းတယ်ဟာလေလုယာကျမတို့အားလုံးဟာဖယားသခင်ချစ်တယ်ဒါကြောင့်မလို့ပေတရုကိုပြောတယ်သွားငါကနော်တန်ရှင်းတယ်စားလို့ရတယ်ဆိုမြင်ကဘာဖြစ်လို့မစားတာလဲဆိုအဲ့ဒါလေပြီးရောဟုတ်ပါဒီကားလာခေါက်ပြီးတောက်တောက်ဟဲ့ဘာလို့လဲနော်ဒီလိုပဲကောင်းကင်တမန်ကနေပြီးတော့ဒီလိုလာခိုင်းတယ်အားလုံးငါ့ကိုဖျားခင်လဲစကားပြောထားပြီးမဟုတ်ရင် तू တွားမှာမဟုတ်ဘူးနော် तू တွားမှာမဟုတ်ဘူးလားခေါ်တယ်လားတွားမှာမဟုတ်ဘူးလိုက်သွားရတယ်ဟိုရောက်တဲ့ခါမှာတဲ့ तू အရာအော်တယ်ကက်သရီကိုမြို့ကိုရောက်သွားတဲ့အခါမှာနော်သူတို့ဘာပြောလဲဆိုပေတရုကအရာအော်လုံးလုံးနော်အခန်းငယ်28ကိုကြည့်အောင်ပေတရုကယူဒလူဖြစ်တော်သူတို့ဒီတပါးမျိုးသားတို့နှင့်မပေါင်းဖော်မချင်းကအတ္တိကိုတင်တို့တိကြ၏တို့တော်လဲညညိုးသည်မစင်ကြဟုအဘယ်သူကိုမျှမခေါ်ရမည်အကြောင်းဘုရားသခင်သည်ငါအဆုံးမပြသတော်မူသည်တဲ့ဟာလေလုယာနော်ကျမတို့ဟာဘုရားသခင်ရဲ့ရှေ့မှာမညှဉ်းညူးပါဘူးဘုရားသခင်ကကျမတို့ကိုအားလုံးချစ်ပါတယ်ပေတရုအားဖြင့်ကျမတို့ကိုဖော်ပြထားတာဖြစ်တယ်နော်ဂွန်နီလီဟာဘုရားသခင်ရဲ့နော်ထောင်ရဘုရားကိုကြောက်ရွံ့တယ်ဖယားသခင်ရဲ့စကားကိုနားထောင်တဲ့အချိန်မှာဖယားသခင်ကနားထောင်ပြီးကောင်းကင်သမန်တော်ဆင်လွတ်တယ်ပေတရုနော်ဣသရေလလူမျိုးဖြစ်တဲ့သူဒီဂွန်နီလီတို့ကိုဖယားသခင်ကသူတို့ကိုမုန်းတဲ့ယူဒလူတော်မှသူတို့ကိုချစ်လာရတဲ့အကြောင်းဖြစ်တယ်တဲ့ဟာလေလုယာနော်ကျမတို့ကိုတစ်ခါလေကျမတို့မုန်းတဲ့လူရှိပါတယ်နော်ရှိတယ်နော်လူတိုင်းဟာအမုန်းတဲ့တယောက်မဟုတ်တယောက်တော့မုန်းနေမှာပဲသို့တော်ဘုရားသခင်ကဘုရားသခင်စကားနားထောင်ပြီးတော့အသက်ရှင်နေမယ်ဆိုရင်ကျမတို့မုန်းတဲ့လူလည်းချစ်ကိုချစ်လာရပါဒါကအိမ်ထောင်ရေးမှာလည်းရှိရနော်ဟုတ်လားတခါတလေကြာရင်အများကြီးရှိပါတယ်နော်ဒါကတော့နောက်တစ်ခုကဘာလဲဆိုရင်တော့သူမနေနိုင်တော့လို့ဂေါနီလေးကိုမေးတယ်ဘာဖြစ်လို့ဒီလောက်အထိကြီးကြီးကျယ်ကျယ်ဘုရားကတော့မှလာပြီးတော့မှကောင်းကင်တမန်လွတ်ပြီးတော့ငါ့ကိုခေါ်ခိုင်းရလောက်အောင်နင်းကဘာလို့လို့လဲလို့မေးတယ်နော်ကျမတို့စွတ်တောင်းတဲ့အတန်ကျမတို့ရဲ့စွတ်တောင်းတဲ့လိုအပ်တဲ့အရာအားလုံးကိုကျမတို့တဲ့အိမ်ထဲမှာဂေါနီလီဟာအကုန်လုံးရှင်းပြတယ်အဲ့လိုရှင်းပြတဲ့ခါမှာတဲ့ဘာအကြောင်းပြောပြလဲဆိုလို့ရှိရင်တဲ့ဧဝံဂေလိတရားကိုနော်ကျမတို့ဘယ်ကနေတွေ့ရလဲဆိုလို့ရှိရင်အခန်းငယ်34ကနေပြီးတော့မှ40နှစ်အထိကဧဝံဂေလိတရားဖြစ်ပါတယ်အခန်းငယ်34ကနေပြီးတော့40နှစ်အထိကဧဝံဂေလိတရားဟောတာဖြစ်တယ်ယောဟန်ရဲ့ဗိဒ္ဓဆန်အကြောင်းကိုပြောတယ်သခင်ခရစ်တော်ရဲ့တည်ခြင်းမှမြင့်စွာမှအောင်မြင်ပြီးတော့သူ့ကိုယုံကြည်သောသူဟာထာဝရအသက်ကိုရမယ့်အကြောင်းကိုပြောတယ်အဲ့ဒီအချိန်မှာတဲ့တန်ရှင်တော်ဝိညာဉ်တော်ဟာနော်အဲ့ဒီအိမ်လုံးမကဘူးသူ့ရဲ့တက်သားတွေသူ့ရဲ့နော်အိမ်လုံးသူ့ရဲ့ငယ်သားတွေအားလုံးအပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်နော်သခင်ခရစ်တော်ကိုလက်ခံယုံကြည်ပြီးတဲ့နောက်မှာဘာဆင်းသက်လာတယ်လို့ပြောလဲတန်ရှင်တော်ဝိညာဉ်တော်ဒီမှာကျမတို့44မှာနောက်ဆုံးမှာဘာကိုတွေ့ရလဲဆိုထိုစကားကိုမဲ့ဆိုစဉ်နှုတ်ကပတ်တရားတော်ကိုကြားနာရသောသူအပေါင်းတို့ပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်သည်တက်ရောက်တော်မူ၏တဲ့တပါးအမျိုးသားတို့အပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်၏ကျေးဇူးကိုသွန်းလုံးလို့ကြောင့်အယေဖျားလေးခြင်းကိုခံတော်သူသည်ဟူသောပေတရုနှင့်ပါသမျှတော်တပည့်တော်တို့သည်
မိမောတွေ့ဝေချင်းရှိကြ၏အကြောင်းမူကားထိုသူတို့သည်အမျိုးမျိုးသောဘာသာစကားအဖြစ်ပြော၍ဘုရားသခင်ကိုချီးမွမ်းသည်ကိုကြားရလေ၏ထိုအခါပေတရုကငါတို့ကဲ့သို့တန်ရှင်းသောဝိညာဉ်တော်ကိုခံရသောဤသူတို့ကိုဗိတ္တဆံမပေးစေခြင်းကအဘယ်သူသည်ရေကိုမြစ်တားနိုင်တယ်ဟုဆိုလက်ဖျားတခင်ဖျား၏နာမနဲ့ဗိတ္တဆံကိုခံစေမိအကြောင်းစီရင်လေ၏ထိုနောက်မှပေတရုသည်ကာလအတန်အရာနေပါမိအကြောင်းထိုသူတို့သည်တောင်းပန်ကြလေ၏ဟာလေလုယာကျွန်တော်တို့ဧဝံဂေလိတရားတွေဟောကြားဖို့လိုပါတယ်နော်သူတို့ကအငြင်းညဲကြည့်ကြော်ကြည့်ပဲလေမငါအငြင်းစူဘူပဲလေအငြင်းဝစာအီလူမcứချုံနာပဲလေငါတို့ဒီပမနာတလိဂျမနဲ့မဟာလေဆုမနာနဲ့ဝနာငါတဲ့ငါတို့ဒီတောင်ကြီးကနော်တောင်ကြီးမှာဘာပြောလဲမူရလို့တပည့်လူတို့ရှမ်းတောင်တူနိုင်ရွလာလို့ပြောတယ်တမူရလို့ရှိရင်တပည့်ကလူတယ်လူအတွက်လူတယ်ဘာလို့ဆိုနံပါတ်မှာကောင်းဆောင်ဖို့အတွက်လူတယ်နော်လူနေတယ်သူတို့တွေကကောင်းစားတဲ့တိုက်အင်းဒီပါနဲ့နေရတယ်အော်ဘုရားသခင်ဒါကောင်းကြည့်ပေးတာပဲဆိုဘောနီလီအကြောင်းကိုဆင်ခြင်ပြီးအောင်းမိပါဒီမှာလဲကျမတို့ကြုံတွေ့ရမှာဖြစ်တယ်တထည်တွေဖြစ်နေတယ်သူတို့ရဲ့လူတဲ့တန်းတယ်တွေအများကြီးရှိတယ်နော်တချို့တွေဆိုလို့ရှိရင်ဘာလို့လဲတခါတဲ့အသားငါးတွေဘာတွေကိုစင်ရတာမိဘမဲ့တွေအကုန်လုံးဝင်နေတာရှိတယ်ကျမတို့ကမလုံနိုင်တဲ့ဟာသူတို့လုံနေတာရှိတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ကောင်းတယ်အလုံးလုံးတဲ့ခါမှာကောင်းကင်နိုင်ငံရောက်မှာပဲဆိုတာမားနေတယ်နော်ဒီမှာဘာလို့တည်းလဲဒီနိုင်တစ်ခုတော့လို့သေးသည်ဘာလို့လဲသခင်ခရစ်တော်လိုနေတယ်မလုံးလားလို့တယ်ဒီနေ့ကျမတို့ကလေးတွေကိုငငယ်လေးကလေးကဒါမပေးထားလို့မရဘူးတဲ့အိမ်လုံးမှာရှိတယ်ကျမတို့ကလေးတွေကခရစ်တော်အကြောင်းပြောဖို့နောက်နေမလို့တဲ့ဘူးမခံယူနိုင်သေးဘူးလို့မထင်ပါနဲ့ဣသရေလလူမျိုးမှာကလေးကို3နှစ်အရွယ်ကလေးအဖေတင်းတယ်3နှစ်အရွယ်ကလေးကအမေကမြို့ကို6မှတင်းတယ်အဲ့ဒီကလေးဟာအသက်ကြီးလာသူ့ကိုအသက်သေးသည့်ထိတိုင်အောင်ထာဝရဘုရားကိုကိုးကွယ်တာဒီနေ့ကျမတို့ဣသရေလနိုင်ငံ1948မှာနိုင်ငံပြန်တည်ထောင်တာကတက်တည်ဖြစ်တယ်ကမ္ဘာသမိုင်းမှာဘလောက်ပဲတက်နော်သူတို့ကိုညစ်ပန်းသစ်ဆက်ချအမျိုးခံခဲ့ရတော့လေကမ္ဘာတစ်ခုလုံးမှာပြန်လည်သွားခဲ့တော့လေပြန်လဲဆုတဲ့အခါမှာထာဝရဘုရားကိုအတူတကွဆုတောင်းနေတော့ဖြစ်တယ်စကားလည်းပြောနေတော့ဖြစ်တယ်မပြောက်သွားတာဘာကြောင့်လဲဆိုရင်တေးလေးကလေးကသွန်သင်တာဖြစ်တယ်ဒီနေ့ကျမတို့ကလေးတွေကိုနော်ငငယ်လေးကလေးကသခင်ခရစ်တော်ဆိုတာဘာတူလဲသခင်ခရစ်တော်ဆိုတာကျမတို့အတွက်လက်ဝါးကတိုင်မှာဒီလိုအသေးခံခဲ့တာဖြစ်တယ်နော်ပြီးတော့ကိုယ့်ရဲ့အပြစ်တွေအားလုံးကိုနောက်နဲ့သခင်ခရစ်တော်ဖခင်သခင်ကြိုက်တဲ့လမ်းကိုကျမတို့တွင်တင်ပေးရမှာဖြစ်တယ်ဖခင်သခင်အကြောင်းကိုငငယ်လေးကလေးကပေးပါဘောဒီလီဟာအိမ်လုံးမှာရှိနေတဲ့အိမ်သူအိမ်သားရှိသမျှနဲ့ဆုတောင်းတယ်လို့ဖခင်လုပ်တဲ့သူအားလုံးကိုဆုတောင်းအတူတကွပူဆောင်နိုင်ပါစေနောက်တစ်ခုကတော့ဗာလဲဆိုရင်ကျမတို့ဟာမယုံကြည်သူတွေကိုပဲကဲ့ရဲ့ဖို့မဟုတ်ဘူးနော်မယုံကြည်သူတွေကိုကြည့်ပြီးတော့မှသူတို့ပဲကျမတို့ခရိယန်တွေတခုရှိရနော်အပြောရပါလို့လဲယုံကြည်ရင်ကဲတင်ချင်းရတယ်နော်တခင်ခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းတေးလွန်တော်လဲရှင်မယ်ရှင်ရဖို့ကဘာပြောလဲယုံကြည်ခြင်းကြောင့်ကဲတင်ချင်းတို့ရောက်၏သို့တော့အကျင့်မပါသောယုံကြည်ခြင်းသည်အသိဖြစ်၏ဒါဟာကိုတော့ကျမတို့မိထားလို့မရဘူးဂေါဒီလီဟာအကျင့်နဲ့ဘုရားသခင်ရှိမှာစက်တည်ရှိတယ်သူ့ရဲ့အကျင့်ကြောင့်မလို့ဘုရားသခင်ဘာလုပ်ခဲ့လဲနားလျောင်းခဲ့တယ်နော်ပလင်တော်ကနေပြီးတော့ကောင်းကင်တမန်တော်ဆေလွတ်ခဲ့တယ်ဒီနေ့ကျမတို့ရဲ့လိုအပ်တဲ့အရာဘာလဲဆိုရင်ကျမတို့မိသားစုဆူလုံးလုံးစစ်တဲ့ဘောတညီတူနဲ့ညီညွတ်ဆွတောင်းရအောင်ပြီးတော့ဘုရားသခင်ကြိုက်တဲ့နော်ပေးကမ်းစွန့်ကြဲခြင်းရှစ်ကိုနဲ့ဆက်ဆိုင်တဲ့သူတွေကိုနဲ့အမြချစ်ပြီးတော့မှကျမတို့ပေးကမ်းနိုင်ပါစေဘာလို့လဲဆိုပေးကမ်းနိုင်ဖို့ကြိုးစားရအောင်နော်ကိုယ်စီမှာရှိတဲ့ဟာလေးကိုပေးလိုက်ပါတခါတလေကြာရင်ကျမပြောပြမယ်နော်နော်ကျမပဲခက်ခဲတဲ့အိမ်မှာစံတဘူးဆိုတာတခါလေကြာအရင်ခက်တယ်စံတဘူးရဖို့ကျမမြင်ကြည့်တော့နေခဲ့တဲ့အချိန်မှာကျမဆရာကမန္တလေးတက္ကသိုလ်မှာကျမမြင်ကြည့်တော့အဲ့ဒီအချိန်မှာ88ရခင်ပြည်နောက်ပိုင်းမှာကုန်စည်နှုန်းကမတန်တဆခုန်တက်လာတယ်ဖြစ်တယ်ကျမမနေ့ကနော်ကျောင်းသားမိဘတွေရတယ်ကျမကိုအရာပဲ
들었으면 왜 주신 띵카네 너 지만수 맨날 소리 대카들의 장인 지만로 에모 삼시부서 두마 요만 하고 삼말로 무시래 소리시나 세야가 뜨니야 지마 뜨니야 오늘 오고에니 미수이나 시바이가 심비마 나 아니 가마 지마 너 상고 들으며 아 자마 와무구다시 와무구다 너 지마 나도 아니나 와구다 알리면다니 나도 아니 뭐지 유카니도 자마 이모노 우승 가자다시네 마 자마나 자티리티 무고 마 알리도시야 아니 나도 아니니까 자리 와무고 알리도시야 나 알아요 유아가 루시를 루네 뮤테야 루시를 루네 알아고 와 다음에 저와요 그만가 봐래 알아고 나 저거에 아니고 또 패타라 째름시 발음시고 아래 가마 나 너무 앞에도래 지금 배우네 저거에 쳐사리 사게래 아니 지금 루리 알롱은 시아마 지역 안에네 시아를 이때도 시아 이스로 저거에 삼벨로 두고 치면 아니 지금 저마로 지금 너 시아 마파 세죠 너 도나 이래 두တွေ့တယ်너တွေ့တဲ့ခါမှာသူကျမတို့ကိုနော်ဒီလိုဟင်းအသားလေးဟိုဗါလေငါလေးအဲ့လိုမြစ်ကြီးဘေးမှာလာနေတာတော့ငါရှားလိုက်တာလို့ပြောနေတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့မှာရှိတဲ့မြစ်ငါအားလုံးကတထင်းလို့ပဲစားနိုင်တယ်ဒါဝန်ထမ်းဆိုတာနော်တူပဲနော်ကျမတို့ဝယ်စားနေတဲ့အခုငါမရှိတော့ဘူးလို့ပြောတယ်အစိုးရလည်းမဖန်ခိုင်းဘူးလို့ပြောတယ်နွားငါလို့ပြောတယ်လေအညီနွားလို့ဂျူးဝါနီနဲ့နော်အဲ့လိုဝယ်စားနေတာအဲ့ဒီအချိန်မှာလာပြီးတော့မှနော်ကျမတို့အိမ်ကိုလာပြီးတော့စေးရဲပေမဲ့လည်းကျမတို့အိမ်ကိုလာပြီးအိမ်ပြီးတော့မှဟင်းတစ်ခွက်ဝယ်သွားပြီးခဲ့တာလုံးကျေးဇူးတင်တယ်မရှိဘူးပြီးခဲ့တဲ့ပြီးခဲ့တဲ့လပိုးရှိတလာတော့အိမ်ကိုတော့သူတို့အလုပ်ကိစ္စနဲ့လာကြတယ်အဲ့ခါမှာအာမဖဆက်တယ်ပြောတယ်အနေမလာငါကြီးစားနော်တလေဘောဆမ်ယေဆုတလေညဝနမတော့အာယနာခုဘောစတဲ့ရှာမေနော်တလေခုရှာမေအာယငါတို့မရဲ့ဘာမှမငါဥချေတကူစာတဘီဇာပူဘာလနာနော်နေကြီးချာတော့နော်မစတာဘယ်နည်းရှိနမယောပတ်ဟန်ယေဆုငါရှိဇာဝဇာဘူးလေအဲ့ဒီခုရှမ်းစွညာနော်နေကြီးချာဖုဒမငါယောကြီးချာဖုဒမတိဖက်ဒီမောမနာယောဘနေနာတိဇာဇာဝနမတိစတပမမီယာဒမအခညာပဲရှိဒါကြောင့်မလို့ဘာပြောချင်လဲဆိုလို့ရှိရင်ကျမတို့ကနော်ကျမတို့ဟာဘာနဲ့တခင်ကတော့ဘာပြောလဲဆိုဒီကနေဝင်ပြီးတော့ဒီကထွက်သွားစေချင်တယ်ဘုရားဖြစ်တယ်နော်ဒီတက်မှာအကြီးကြီးပဲဆုထားတဲ့စားငါအိုင်လို့ဖြစ်စေချင်ဘူးတတ်တော်ရဲ့အသက်မရှင်စေနိုင်တဲ့နော်ပြည်လေသေးကြီးလို့မဖြစ်စေချင်ပါဘူးဂါလိလဲလို့နော်စီးဝင်လာတဲ့ကောင်းကြီးကိုပြန်ဖြန့်ဝင်တဲ့မိသားစုမျိုးဘုရားခင်ကောင်းကြီးပေးချင်ပါတယ်ဒါကြောင့်လို့ပြောချင်တာပါလဲဆိုရင်အဲ့ဒီလိုအကျင့်လဲပါမှကျမတို့ဟာနော်ဘုရားသခင်ကမနေနိုင်တော့အောင်ကျမတို့ရဲ့ဆုတောင်းတာကိုကျမတို့ဘာလို့မလဲဘုရားသခင်ကောင်းချီးပေးမှဖြစ်တယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်တော့ကျမတို့ရဲ့သားသမီးတွေကိုငယ်ကလေးကဧဝံဂေလိတရားငယ်ပြီးငယ်တော့လဲအရေးကြီးပါတယ်အသက်တေးလေးဖြစ်ပေမဲ့ကျမတို့ဘိုက်ထဲမှာရှိနေကြတဲ့ကသူကအသက်တစ်ချောင်းဖြစ်တယ်ဝိညာဉ်တစ်ချောင်းဖြစ်တဲ့အတွက်ကြောင့်ဒီအမို့အရာကိုအထူးတံပိုးထားပြီးတော့မှဒီကလေးတွေကိုအဖေအမေတို့ကပြုစုရမှာဖြစ်တယ်ဖခင်များအားလုံးလဲဂေါနီလေးလို့ဥဆောင်နိုင်ပြီးတော့နော်မိသားစုကိုဥဆောင်နိုင်ကျွမ်းမွန်နိုင်တဲ့သူဖြစ်အောင်နော်မိခင်ဖြစ်တဲ့သူလဲနော်ဖခင်ဥဆောင်တဲ့အတိုင်းပဲမိသားစုထဲမှာတကယ်ပဲသားသမီးတွေနဲ့အတူကိုယ့်ရဲ့ခင်ပွန်းနဲ့အတူကောင်းကြီးရဖို့အတွက်တညီတညွတ်တဲ့စူးစမ်းရအောင်နော်ဘေးမှာရှိတဲ့သားသမီးတွေလည်းအဖေတွေအမေကဆွတောင်းပေးတဲ့အချိန်မှာမပြင်းပါနဲ့အပြင်းနေအဖေတို့ကဆွပဲတောင်းနေတာပဲတာတော့ဆွတောင်းလိုက်လေမလို့လဲမပြောပါနဲ့နော်အဖေနဲ့အမေနဲ့လက်တွဲပြီးတော့ဆွတောင်းတဲ့အချိန်ကိုတံမိုးထားပါတစ်ချိန်ကျရင်အဲ့ဒီလက်တွေကမရှိတော့ပါဘူးကိုပြန်တောင်းတတဲ့အချိန်ကျရင်အမေရဲ့အဖေရဲ့ခေါ်ပြီးတော့လက်ကလေးကင်ဖို့အချိန်ဟာမရှိတော့တဲ့အချိန်ကျမှမတန်းတပါနဲ့ရှိတဲ့အချိန်မှာနော်အတူတကွလက်တွဲပြီးတော့ဆွတောင်းနိုင်အောင်ကြိုးစားပါလို့အပေးရင်းနဲ့ဒီမှာပဲနေကုန်ချုပ်ပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေအာမင်